Okay ဒီနေ့မှာတော့ computer မှာ resolution ကောင်းနေ size လေကို computer နဲ့ fit ဖြစ်တဲ့ background တွေတနည်းအားဖြင့် wallpaper တွေဘယ်လိုတောင်းမလဲဆို2မိနစ်အတွင်းကျွန်တော်ဒီဗီဒီယိုမှာပြပြပေးသွားမယ်ဆိုတော့ second message ကိုနေပြီဆိုတော့စလိုက်အောင်နော်ဆိုကိုယ့်ရဲ့ computer တွေကကြိုက်တဲ့ browser တွေကိုဝင်လိုက်ဝင်ပြီးတော့ကျွန်တော်တို့ search bar မှာ wallpaper for PC 2K ဆို 2K 4K ဆို 4K ဒီစင်းမင်းတို့ကြိုက်တဲ့ဟာကိုရေးပြီးမှအဲ့ဒါနေတယ်နော်ဆိုတော့ဒါဆိုရင်ဒီလို site ပေါ်လာပြီကျွန်တော်တို့အပေါ်ဆုံးက website ကိုပဲဝင်ကြည့်လိုက်မယ်ဆိုတော့အဲ့လိုမဟုတ်ပဲねဒီ image ဆိုတာကိုတွားပြီးမှလေအဲ့ဒီကနေတော့ download ရတယ်နော်ဆိုတော့ဒါပေမဲ့ကျွန်တော်တို့ website ကိုဝင်ပြီးမှတကူတကရွေးချင်တဲ့အတွက်ဟဲ့လို့လုပ်တာနော်ဆိုတော့ကျွန်တော်တို့ကြိုက်တဲ့ website တွေဝင်ရှိတယ် Pinterest တို့ဘာလို့ရှိရဲတွားကြည့်လို့ရတယ်ဆိုကျွန်တော်တို့အပေါ်ဆုံးက website ကိုပဲအလွယ်လေးဝင်လိုက်မယ်တော်တော်စုံနေနော် okay ထားပါတော့ကျွန်တော်ဒီ wallpaper လေးကြိုက်တယ်ဗျာဆိုတော့ download နှိပ်လိုက်မယ်ဘာမှ save မှာလဲဆိုတော့ desktop မှာပဲ save လိုက်မယ် okay desktop မှာပဲ save လိုက်တယ်နော် okay desktop မှာ save လိုက်တယ်ဆိုတော့ဒါကို wallpaper ထားကြည့်အောင်မစိုးတော့မိုက်တယ် resolution လည်းကောင်းတယ် fit လည်းဖြစ်တယ်မိုက်တယ်တော်တော်ကြိုက်တယ်ကျွန်တော်တို့ဆိုတော့အဲ့ website မှာလည်းမိတ်ဆွေတို့တော်တောင်းကြည့်တော်တောင်းလို့ရတယ်ဆိုတော့ね2မိနစ်ကျော်နေပြီဆိုတော့ဗီဒီယိုကိုအဆုံးသတ်ရအောင်အဆုံးမသတ်ခင်ကျွန်တော်ရဲ့ channel လေးကမိတ်ဆွေတို့အတွက်အကျိုးရှိခဲ့တယ်ဆိုရင် like and subscribe လေးလုပ်ခဲ့ပြီးဖို့မြစ်တာရက်ခံလိုက်ပါတယ် okay ဆိုတော့နောက်နေ့မှာနောက်ဗီဒီယိုတစ်ခုနဲ့တွေ့ကြရအောင် bye bye